ပါလဲ bloodline ကိုဂျပန်လိုခဲခင်းခိုင်လို့ခေါ်ပါတယ်ကျွန်တော်ဘာလို့ bloodline ကိုပြောရလဲဆိုတော့ကျွန်တော်တည့်ရဲ့ ninja war ကြီးကို bloodline နဲ့ဆက်ရလို့ပါအောင်တရတာနေကြောင်မှရှိရ bloodline ဆိုတာအရာလုံးနဲ့မိခင် chakra ရဲ့ဘိုးဘေး Osuji Kakura ရှိရနေစဉ်းသက်လာဖြစ်ပါတယ်ဟုတ်ပါတယ် ninja ရဲ့စက Osuji Kakura ကတော့စောမှာပါKakura ရဲ့တွေ့လာတော်တော်များဖြစ်တဲ့ Hakumo နဲ့ Hamura တို့ဆန့်ခဲ့ပါတယ်ဒီမှာတခုပြောမှာတော့ Kakura တူရာနေရကိုမွေးလုံးပြောနော် bloodline နဲ့ဖန်တီးရလို့ပြောလို့ရပါတယ်ဒါဆိုသူ့ဘက်မှာလဲဟုတ်ပါတယ်မရှိပါဘူးဟုတ်ပါတယ်ဒီနေ့ကောင်အဖေမရှိရင်ပြောခဲ့ဖြစ်ပါတယ် Kakura ကချာကတေကိုစာရေးမတင်ဖြစ်တာခဲ့ပြီးတော့ Hakumo နဲ့ Hamura တို့ပြောခဲ့ဖြစ်ပါတယ် Hakumo က Kakura ရဲ့ chakra ထားပေါက်ခံလို့မွေးခနဲ့အိုးစုကေစင်အင်အားရှိပါတယ် chakra ကလည်းလူသားရောက်ထောင်တဲ့ပိုပြီးအားကြီးပါတယ် chakra နဲ့အားလုံးကိုပိုင်ဆိုင်ပါတယ်နေချာအလေးမဲ့ခံနိုင်တဲ့စနေပေါ်တွေရင်းရံဆိုတဲ့တေရှင်နဲ့ရှင်ချင်းစနေအိုင်းဆိုတဲ့ဆိုင်ကအိုးစစ်ကန်ဖြစ်တဲ့နီး live ဖို့ကလည်းညီမပါတယ်ဒါတော့မွေးကြီးပိုင်ဆိုင်တဲ့ရပဲရှိပါသေးတယ်တက်ကြီးရဲ့ချိန်ဆိုရာအလုံးဖြစ်စီပြီးရာအလုံးချုပ်ပိတ်နိုင်တယ်အမှန်တရားပေါ်လို့တေရှင်နဲ့ရှင်ချင်းထင်ကြတာနဲ့ရင်းရံကန်နောက်ထပ်လည်းရှိသေးတယ်ဆိုမှဒါပေမဲ့ကျွန်တော်တော့မပြောတော့ပါဘူးဟာမူရာကြောင့်ပြစ်ဆက်လိုက်အောင်သူကမွေးကနေပြောက်ကောင်ပွင့်နေပါပြီဒီမှာပြောမှာအိုးစကီစင်ပြောက်ကောင်ပြောနော်ဟျူကရဲ့တုံးနဲ့ပြောက်ကောင်မဟုတ်ပါဘူးဒီပြောက်ကောင်ခုနှရှင်ကြည့်အောင်တပတ်ကလည်းသိလားတွေးတာကွာချပါတယ်ဒါကအိုးစကင်တုံးနဲ့ပြောက်ကောင်ဖြစ်ပြီးတော့ဒါကဟျူကရဲ့တုံးနဲ့ပြောက်ကောင်ပါဟျူကရဲ့အမြင်က1080p ဆိုလို့ရှိရင်အိုးစကရဲ့အမြင်က1440p ကိုဆိုလိုပါတယ်ဟာမူရာကြောင့်ပြစ်ဆိုင်အောင်တမီတဲ့မွေးလာလို့စနေအဲ့လွဲကျွန်တော်ရေကုန်တူပါတေရှင်နဲ့ရှင်ချင်းကိုမစိမ့်ချနိုင်ပါမယ်လာကနေကဘာချကရာရှေ့လို့မြင်နိုင်ပါတယ်ဒီလောက်ဘလားဆိုတော့မဟုတ်သေးပါဘူးထပ်ပြောရင်ရှိမှဆိုလို့မပြောတော့ပါဘူးကဲတားကြောင်ပြီးဆိုမြေးကြောင်ဆက်ပါမယ်ဒီကောင်ကဟာကောင်မိုးရဲ့တားတယ်ပါဒီကောင်เนี่ยအိုးစုတေတာဆက်တာမဟုတ်ပါဘူးအိုးစုကတာလူတော့ပါတေတာတော့ဒီဖြစ်တာမို့တေတာတော့ဒီဖြစ်တာမို့ရရှိရဆွမ်းကလည်းကွာချပါရဲ့တာချီအန်ရာကစနေအိုင်းနဲ့ရန်ကိုဆက်ခံပြီးတော့တားငယ်အဆူရာကစနေပေါ်နဲ့ရင်းကိုဆက်ခံပါတယ်ဒါပါဆိုလဲဆိုတော့တေဂိတာဖြစ်ပါတယ်အဖေကကြိုတာအမေကလူသားမွေရလူသားဆိုရင်မဲ့တွေ့ရောနာရင်ပြည့်စုံတဲ့ခန္ဓာကိုယ်မှုနဲ့ဖြစ်ပါတယ်ဒီပြည့်စုံတဲ့စနေပေါ်နဲ့ I body စနေအိုင်ကရန်လောက်ကမှုကိုစားပြုပြီးတော့စနေ body ကရင်းလောက်ကမှုကိုစားပြုပါတယ်အဆုံးစုံရင်းနဲ့အဆုံးစုံရန်ပေါင်းစမ်းမတာနဲ့စစ်ပိန်ဆွဲရရှိမှဖြစ်ပြီးတော့ပြောချင်တဲ့ဘောကမင်းကအုပ်စုကေဆိုကြရမရှင်စစ်ပိန်စီနော်ဘယ်တော့မှရရှိမှာမဟုတ်ပါဟာမရိုင်မူစကြလည်းစနေအိုင်းနဲ့စနေပေါ်လို့ပတ်ဆိုင်ပဲလေတွေ့တဲ့ကြရမှုကြောင့်အားနေပါတယ်ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူးနေကြအောင်မှရှိမြပါရမရှိနဲ့တွေးတာနဲ့ကွန်ဆက်ဆက်နေရကြည့်ပါပဲနေ